စ်သူရဲ့တပြေးတရွာမှာမျောနေသူမောင်ကြောင်တွေမင်းကလေးသိစေခြင်းနဲ့မင်းကလေးကြားစေခြင်းနဲ့ပန်းတစ်ခနဲ့ချစ်ခဲ့ရသူအလွန်ရတဆိုတော့ရဲ့ရှိကံကြမ္မာတွေအပြောင်းဝဲတို့အကျဉ်းနာတွေနောင်လို့နေတို့နှစ်ယောက်အတွက်အချစ်ရဲ့အကျဉ်းနာသည်လေရဲ့အချိန်ရာဒီကိုလက်ပတ်ရဝဲအကျဉ်းနာတွေဟာနောင်လို့နေညီကလေးတစ်ခုကိုခေါ်တွန်းလိုက်တယ်ဟိုနောင်ကစားမူရဲ့အားရဲ့အင်းရှင်လေးချစ်သူနောင်လို့ရဲ့ဒီလိုဟာအရာရာမှာအခြေခံပြတ်တော့နောင်လို့ရဲ့ဘယ်နေရာမဆိုပင်ကမှာပဲကွယ်မင်းလေးနားလေပါရဲ့မင်းလေးဒီနေပါဖို့ကြိုးစားရင်ရဲ့အလွန်လိုနဲ့ပြီးဆုံးခဲ့ရဲ့ပေါင်းတဲ့ရုံအဟောင်းဝဲတို့ညော်နေမဲ့နောင်လို့ရဲ့ရက်တတ်တဲ့သိတောင်းကလေးချီခဲ့ပြီးကွယ်သိပြန်ချင်းကိုမိတတ်သူရဲ့စီပြေဝဲရောင်လို့ပြီးတဲ့အချစ်ဆုံးတယောက်ကိုညော်နေto